မိတ်ဆွေများအားလုံးပဲအောင်းပြီခင်ဗျာကျွန်တော်ဒီနေ့9ရက်နေ့6လပိုင်းအင်္ဂါနေ့နေ့က12နာရီမှာအားလုံးပဲ54ရှယ်မိတ်အားလုံးပဲအောင်းပါတယ်ခင်ဗျာရှယ်မိတ်တစ်ခွက်ကိုအားလုံးပဲအောင်းရမယ်ထင်ပါတယ်ကျွန်တော်ရဲ့မိသားစုအဖွဲ့ဝင်တွေအားလုံးပဲအဆင်ပြေကြမယ်ထင်ပါတယ်ကျွန်တော်ပြောတယ်နော်ညီကိုလာမယ်ညီကိုလို့ကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့94ရယ်93ရယ်98ရယ်အဲ့3ခွက်ပေးခဲ့တယ်အဲ့ဒီမှာကျွန်တော်ရှယ်မိတ်တစ်ခွက်ကောင်း54ပေးခဲ့တယ်ခင်ဗျာအားလုံးပဲအဆင်ပြေကြမယ်ထင်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဒီနေ့အင်္ဂါနေ့ညနေမှာချစ်မိတ်ဆွေများအားလုံးအနေနဲ့ရှယ်မိတ်ကနန်းကိုလုံးဝပေါက်ချင်တယ်ဆိုရင်ကျွန်တော်လေးတဲ့ကနန်းညနေတစ်ချိန်စာကို18000ကျန်နဲ့ရောင်းချပေးမှာဖြစ်ပါတယ်ညနေတစ်ချိန်စာကို18000မှာညနေမှာလာယူတဲ့မိတ်ဆွေများအနေနဲ့လုံးဝ100ရာခိုင်နှုန်းကနန်းပေါက်ပါလိမ့်မယ်ကျွန်တော်တို့ဒီကလင်နာစီကျော်အကြရဲ့နောက်ပြီးတော့ကျွန်တော်တို့ရှောက်ဖွေထားတဲ့မူရဆိုရင်ဒီညနေမှာလုံးဝကျင်းစီပေါအောင်ပါလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မိတ်ဆွေများအနေနဲ့ဒီညနေမှာအခုမှဆိုရင်18000ပါခင်ဗျာကျွန်တော်စီမှာညနေမှာလောင်ဝင်လို့ဒီမပေါက်ဘူးဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ဝယ်ယူထားတဲ့ငွေ18000ကို6ဆပြန်လဲအမ်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒါမှမဟုတ်ပဲကြံ9ကြိမ်စာအပြီးယူမယ်ဆိုရင်3500ကျပ်နဲ့ရမှာဖြစ်ပါတယ်အဲ့တော့ကျန်9ကြိမ်စာကိုအပြီးယူမယ်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ဒီ4ကြိမ်အာမခံပါတယ်4ကြိမ်မပေါက်မရှိပေါက်စီရပါမယ်ခင်ဗျာအဲ့တော့ဒီအာမခံပါတယ်4ကြိမ်မပေါက်ခဲ့ဘူး4ကြိမ်အောက်ဆိုရင်ကျွန်တော်ဘက်ကနေပြီးတော့ငွေယူထားတဲ့ငွေ3000ခွဲကိုကျွန်တော်ဘက်ကနေပြီးတော့ငွေကျွန်တော်6ဆပြန်အမ်းပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကဲကျွန်တော်တို့3ကြိမ်မှာ3ရင်အောင်နေခင်ဗျာကျွန်တော်စီမှာအဖို့ဝင်နေအားလုံးပဲအပတ်တိုင်းအဆင်ပြေနေရမြင်ရတော့ကျွန်တော်တကယ်ဝမ်းသာပါတယ်အားလုံးပဲစိတ်ချမ်းသာရင်ကိုယ်ကျန်းမာခြင်းပြည့်စုံဝင်ကြပါစေခင်ဗျာကျွန်တော်စီမှာမိသားစုအဖွဲ့ညက်တွေအတွက်လောင်းဝင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ပိုက်ပါနံပါတ်399689514000ပိုက်ပါနံပါတ်တစ်မျိုးလေးကနေဆွတ်သွယ်ပြီးတော့အခုပဲလာယူလို့ရပါပြီခင်ဗျာဝိမန်ဒီကေပိနံပါတ်ကိုလာတောင်းပါကျွန်တော်တို့ဒီမနေ့ကညက်နေမှာကျွန်တော်83တကွက်ကောင်းအောင်မြင်တယ်လို့ပဲတကွက်ကောင်းကတ်9000ကျပ်ပါခင်ဗျာတဲ့ပဲထိုးရမယ်အာရလုံးဝမလို့ဘူးအဲ့ကတ်တကွက်ကောင်းတက်ကတ်ယူရင်9000ကျပ်ပါတဲ့ပဲထိုးရမယ်အာရမလို့ဘူးတဲ့မထွက်ရင်ဝယ်ယူထားတဲ့ငွေကျွန်တော်ဘက်ကဒီ9ဆပြန်အမ်းပြီးပါတယ်ခင်ဗျာအဲ့လိုမျိုးအာမခံချက်လိုချင်တယ်ဆိုရင်အခုပဲဗိုက်ပါနံပါတ်ကိုဆက်သွယ်ပါဗိုက်ပါနံပါတ်399689514000ကနေဟိုင်းပါခင်ဗျာဝေကေပိလာတော့မှာတော်တယ်ညနေပြန်အောင်မယ်ညနေထပ်အောင်မယ်၄ချိန်မှာ၄ချိန်အောင်မယ်အားလုံးပဲ let's go အရှုံးများနေမိတ်ဆွေများဒါပဲ